သူတို့လေစိတ်ကိုထွက်သွားပြီဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုမှန်မှန်ကန်ကန်ဘယ်လိုပြောမလဲတခုခုဖြစ်ပြီးသွားပြီတခုခုလှုပ်ပြီးသွားပြီလို့ကျွန်တော်တို့ပြောချင်တဲ့အခါ present perfect ကိုသုံးပြီးတော့မှကျွန်တော်တို့ပြောရပါတယ်အဲ့ဒါကိုကျွန်တော်တို့အခုလိုပြောရပါလိမ့်မယ် they have gone to the လေစိတ်ဆိုတော့အင်္ဂလိပ်လို airport အဲ့လိုပြောရလိမ့်မယ် they have gone to the airport ဒီနေ့မှာသုံးထားတာက present perfect ကိုသုံးထားတာဖြစ်ပါတယ်သူပုံစံလေးကတော့ have has plus verb 3သူရဲ့အသုံးပြုတဲ့ပုံစံလေးကတခုခုလှုပ်ပြီးသွားပြီတခုခုဖြစ်ပြီးသွားပြီလို့ပြောချင်တဲ့အခါမှာကျွန်တော်တို့သုံးတာဖြစ်ပါတယ်ဒါဆိုတဲ့ပို့ပြီးတော့မှသဘောပေါက်အောင်ဒီဥပမာလေးကျွန်တော်ထပ်ကြည့်အောင်ပထမတစ်ခုသူမရဲ့အကျွေးကိုသူမဆက်ပြီးပြီဒါဟုတ်ကျွန်တော်တို့ဘယ်လိုပြောမလဲလိုက်စဉ်းစားကြည့်ပါအခုလိုပြောရလိမ့်မယ် she has paid her အကျွေးကိုအင်္ဂလိပ်လိုကျွန်တော်တို့ debt လို့ပြောပါတယ်ဒါပေမဲ့ဒီနေရာမှာ debt လို့ပြောတဲ့အခါမှာ be တန်းမပါပါဘူးဟုတ်ပြီနော် she has paid her debt သူမရဲ့အကျွေးကိုသူမဆက်ပြီးပြီနောက်တစ်ခုအခုလေးနေမယ်မိုးရွာတာရက်သွားပြီဘယ်လိုကျွန်တော်တို့ပြောမလဲအခုလေးနေမယ်မိုးရွာတာရက်သွားပြီဒီမှာအခုလေးနေမယ်ဆိုတဲ့ဟာလဲပါဖို့လိုပါတယ်အဲ့တော့စဉ်းစားကြည့်နော် it has just stopped raining it has just stopped raining ခုလေးနေမယ်မိုးရွာတာရက်သွားပြီနောက်တစ်ခုကျွန်တော်အခုထိ email မပို့ရသေးဘူးဒါကိုကျွန်တော်တို့အဲ့လိုဘယ်လိုပြောမလဲကျွန်တော်အခုထိ email မပို့ရသေးဘူးဒီမှာအခုထိဆိုတဲ့စကားလုံးလေးပါတယ်เนาะအဲ့ဒါအင်္ဂလိပ်လိုဘယ်လိုထည့်မလဲကျွန်တော်အခုထိ email မပို့ရသေးဘူး I haven't sent the email အခုထိဆိုတဲ့စကားလုံးက yet ဟုတ်ပြီနော်အခုထိမလုပ်ရသေးဘူးဆိုကျွန်တော်က not yet နဲ့တောင်းပါတယ် I haven't sent the email yet ကျွန်တော်အခုထိ email မပို့ရသေးဘူးဒါဆိုရင်ဒီနှစ်ခုကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲစဉ်းစားကြည့်ပါပထမတစ်ခုကကျွန်တော်သူမရဲ့နာမည်ကိုမေ့သွားပြီဒုတိယတစ်ခုခင်ဗျားကျွန်တော်ရဲ့အိတ်ကိုဟုတ်ပြီနော်ခင်ဗျားကျွန်တော်ရဲ့အိတ်ကိုတွေးမိသေးလားဒါကိုကျွန်တော်တို့ဘယ်လိုပြောမလဲစဉ်းစားကြည့်ပါဖြေကြည့်ကြည့်ပါဒီဗီဒီယိုကနေပြီးတော့မှအကျိုးရရှိသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြပါမယ်ခင်ဗျာဒီဗီဒီယိုကိုလည်းတက်တဲ့ဘောကြတယ်ဆိုရင်တော့ love it လို့ဖော်ပြပေးသွားခဲ့ပါကျေးဇူးများတင်ပါတယ်